သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျော်ဆောင်ဝင်းရဲ့ပွဲစဉ်ကိုပြီးခဲ့တဲ့အောက်တိုဘာလကလည်းကျွန်တော်တို့မျှော်နေကြတယ်ဒီနေ့2026နှစ်ဦးကာလမှာဖက်ဒရယ်ဂျင်အတွက်ပထမဆုံးနိုင်ပွဲကိုရအောင်ပေးခဲ့လူဟာကျော်ဆောင်ဝင်းဖြစ်သွားခဲ့ပါခင်ဗျာကျွန်တော်တို့မာဖိုက်တာဖြစ်သွားခဲ့ပါပြီပြီးတော့မြန်မာနိုင်ငံကနေလေလက်မှဝယ်ပြီးတော့တကူတကပေါအားပေးခဲ့တဲ့ပြည်သက်တွေထိုင်းမှာရှိတဲ့ရွှေမြန်မာတွေအတွက်တကယ်ပျော်ရွှင်မှုတွေဖက်ဒရယ်ဂျင်အတွက်တကယ်အောင်မြင်မှုတွေကိုကျော်ဆောင်ဝင်းဟာ2026ခုနှစ်နှစ်ဦးလက်ဆောင်ဖြစ်ပေးလိုက်တယ်ပါခင်ဗျာပြောမယ်ဆိုရင်မူကာစီတိုနဲ့ထိုးတဲ့အချိန်မှာကျွန်တော်ပြောခဲ့ပါတယ်ရှေ့မှာ MV ထိုးခဲ့တယ်စူပါချက်ထိုးခဲ့တယ်ကျွန်တော်မှဖိုက်တာတွေနှစ်ယောက်လုံးအသာစီးမရခဲ့ဘူးMV 999နဲ့အောက်စီးရထိုးရတယ်ကံကြမ္မာအလဲပြောင်းပေးလို့ဘယ်လက်သီးတစ်ချက်ပြစ်သွင်းနိုင်လို့မထင်မှတ်ပဲနိုင်သွားခဲ့တယ်ဒီတစ်ချိန်မှာတော့ကျွန်တော်တို့မှဖိုက်တာတွေထိုက်တန်ကိုနိုင်ခဲ့ပါခင်ဗျာပထမပွဲချီမှာနေကျော်ဆောင်ဝင်းမူကာစီတိုကိုနှာခေါင်းသွေးခောက်အောင်ထိုးပြလိုက်တယ်တကယ်တမ်းသူ့တော်ဝိုင်းရဲ့ဝါရစ်ဖိုက်တာအတွေ့အကြုံရှင်းတဲ့ဖိုက်တာတယောက်ဖြစ်ပထမပွဲကြီးမှာလည်းအနေထိုးပါတယ်ခင်ဗျာဒါပေမဲ့သူ့အတွက်လိုအပ်ချက်နဲ့ရှိခဲ့တဲ့အတွက်ဒုတိယပွဲကြီးဆက်ထိုးရတယ်ဒါဒုတိယပွဲကြီးသူနောက်ချိန်နောက်တောင်းကြအောင်ထိုးတယ်ပထမပွဲကြီးမှာနှစ်ချိန်နောက်တောင်းကြတယ်ဒုတိယပွဲကြီးဒီချိန်နောက်တောင်းကြတယ်ဒိုင်းပြန်တယ်ပြလိုက်တယ်တစ်ချက်ပဲပြုံးပြီးတော့တွင်းလိုက်တယ်ခင်ဗျာပွဲတစ်ခါလည်းပြီးသွားပါတယ်ကျော်ဆောင်ဝင်းပါလဲဆိုတာပြလိုက်ပါပြီခင်ဗျာအခုဆိုရင်ကျော်ဆောင်ဝင်းကသာသနာ့ဘဝဖြတ်သန်းမှု96ပွဲထိုးခဲ့ပြီတပွဲပဲရှုံးပါတယ်ခင်ဗျဘပွဲသေးကြပါတယ်94ပွဲနိုင်တဲ့ဖိုက်တာဖြစ်သွားပြီဝိုင်းရဲ့တာထွက်မှာမူကာစီတိုလိုအမေရိကန်ဒေါ်လာသိန်းနဲ့စာချုပ်ကြီးလမ်းကြောင်းပေါ်ထက်ရနေတဲ့ဖိုက်တာကိုတခါတည်းအလဲထိုးအမောက်သိလိုက်တဲ့အတွက်ကျော်ဆောင်ဝင်းဆိုတာဘာလဲဆိုတာထုတ်ပြသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပြီးတော့ပွဲပြီးသူ့ကိုဘောနတ်ရှင်းပြတဲ့အချိန်မှာပြောကြားခဲ့တဲ့စကားတွေလုံးဝ professional ဆမ်းပါတယ်သူကလုံးဝလက်ကျစ်ထားခံရမှန်းသိတာပါတယ်ခင်ဗျပွဲမဆိုင်ကြတဲ့ကဖက်ဒရယ်ဂျင်ပိုင်ရှင်တွေသူ့ဝိုင်းရတဲ့အားပေးတဲ့နာအောင်တို့ပြောတဲ့ဘေးမှာ Y2K ပါလာခဲ့တဲ့ပွဲပြီးတဲ့အချိန်မှာသူ့လူတွေနဲ့တောင်းချသူအောင်ပွဲခံသွားခဲ့ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့မှာဖိုက်တာကျော်ပေါင်းရေးလာပါပြီခင်ဗျကျွန်တော်တို့ရဲ့ကျော်ပေါင်းရေးဟာတိတ်မကြခင်မှာနောက်ထပ်ပဲဖိုက်တာနဲ့တွေ့မယ်ဆိုတာကျွန်တော်တို့စောင့်ကြည့်နေတာပဲရှိပါတော့တယ်ဝမ်းဟာကျော်ဆောင်ဝင်းကိုတိတ်မကြခင်မှာနောက်ထပ်တစ်ပွဲထပ်တယ်ပေးလိမ့်မယ်ဆိုတာဒီပွဲရဲ့ရလဒ်တွေကျင်းတည်သွားခဲ့ပြီဆိုတော့ပြည်သက်တွေကိုသတင်းကောင်းပါပြီးဂုဏ်ယူဝင်းမဲ့စွာတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ